အဆင့်3နေရာအထိတက်ရောက်နိုင်မဲ့အခွင့်အရေးကစောင့်ကြုံနေပြီးမဖြစ်မနေအနိုင်သုံးမဲ့ရယူရမယ်ပွဲ United နဲ့ Crystal Palace ပွဲကြိုသုံးသက်ချက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့အောင်ရည်ချမ်းပါ United ပြည်သက်တွေအတွက်တကယ့်ကိုအလဲပြောင်းတစ်ခုကိုစတင်မြင်လာရတော့မဲ့အချိန်တစ်ခုလို့ဆိုရမှာဖြစ်တယ်လို့ Aston Villa အသင်းရဲ့မထင်မှတ်ထားတဲ့အရှုံးကနေ United အသင်းအတွက်အဆင့်3နေရာအထိတက်ရောက်သွားနိုင်မဲ့အခွင့်အရေးတစ်ခုကိုပိုင်ဆိုင်လာပြီလို့ဆိုရမှာလည်းဖြစ်ပါတယ်ဘီလာအသင်းဟာနောက်ပိုင်းပွဲစဉ်တွေမှာဇက်တိုက်ဆိုသလိုချေချော်လာပြီးကြားရဲ့ပွဲစဉ်တွေကြောင့်အတော်လေးကိုခက်ခဲနေတာမို့ဒီကနေ့မှာကစားမဲ့ United အသင်းသာ Crystal Palace အသင်းကိုအနိုင်ရယူသွားနိုင်မယ်ဆိုရင်အဆင့်3နေရာကိုရမဲ့အတူနဲ့ကြော်တက်သွားနိုင်တော့မှာဖြစ်တယ်လို့အဆင့်1ကအာဆင်နယ်အသင်းအောက်10မဲ့အကွာကိုရောက်ရှိလာမှလည်းဖြစ်ပါတယ်အာဆင်နယ်အသင်းဟာဒီကနေ့မှာပဲ Chelsea အသင်းနဲ့ London Derby ကိုရှင်ပြိုင်သွားရမှာဖြစ်တာကြောင့်အမတ်ရော့နိုင်ခြေတွေရှိသလို Man City, Newcastle အစရှိတဲ့အသင်းတွေနဲ့ရင်ဆိုင်သွားရမှာမို့ United အသင်းအနေနဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်အပြည့်ရှိရမယ့်ကာလတွေလို့လည်းဆိုရမှာဖြစ်ပါတယ်။လက်ရှိရင်ဆိုင်သွားရမယ့်ပဲလေအသင်းကလည်းဂျားရဲ့ပွဲစဉ်တွေကန်ထားရတာကြောင့်ပွဲပန်းမှုတွေလည်းရှိနေပြီးရလက်မတည်မငြိမ်မှုတွေဇက်တိုက်ဖြစ်ပေါ်နေတာမို့ဒီပွဲစဉ်ဟာ United အသင်းတို့အနိုင်ရယူသင့်တဲ့ပွဲစဉ်တစ်ခုဖြစ်ပြီးလီဗာပူးအသင်းကလည်းဝက်ဟမ်အသင်းကိုဂိုးပြတ်အနိုင်ယူပြီး United အသင်းအောင်ရမှတ်တူအနေထားကိုရောက်ရှိနေတာကြောင့်မဖြစ်မနေအနိုင်သုံးမှတ်ကိုယူဆောင်သွားရမယ့်ပွဲစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးမိုက်ကယ်ကာရီရဲ့ပြောကြားချက်များကတော့မေဆင်မောက်ဟာပြန်လာဖို့အတော်လေးကိုနီးစပ်နေပြီးလေးချိန်ခန်းတွေလည်းပြန်လဲဆင်းနေကြောင်းရာသီအပိတ်ပွဲစဉ်တွေမှာအဆင်သင့်ဖြစ်နိုင်မှုအတွက်သူ့ကိုစောင့်ကြည့်နေရသေးကြောင်းနောက်ခံလူဒီလေးရဲ့ကြောတိုင်ယာကလည်းပြန်လဲကောင်းမွန်မှုတော်တော်လေးကိုနှောင့်နှေးနေစေဖြစ်ပြီးပြန်လဲသက်သာဖို့လမ်းကြောင်းမှန်ပေါ်ရှိနေတယ်ဆိုပေမဲ့အချိန်တစ်ခုတော့ကြာအောင်မှာဖြစ်ကြောင်းနဲ့လောလောဆယ်တော့အဲ့ဒီအထိပဲပြောလို့ရပါသေးကြောင်းပြောဆိုလာခဲ့ပါတယ်။ဆက်လက်ပြီးကာရီဟာရီမကွိုင်းယာရဲ့အသင်းပေါ်အကျိုးသက်ရောက်မှုကကြီးမားစေကြောင်းသူ့ရဲ့လက်ရှိ United ကစားသမားဘဝကအကောင်းဆုံးတွေကိုလှုပ်ပြထားနိုင်ခဲ့တယ်လို့နောက်နေ့တွေမှာလည်းဆက်လက်လှုပ်ပြနိုင်ဖို့မျှော်လင့်ရပါသေးကြောင်းအသင်းရဲ့ခန်းစစ်အတွက်လားလာကောင်းတဲ့လူငယ်ကစားသမားတွေအများကြီးရှိနေပေမဲ့ဟာရီမကွိုင်းယာတို့လိုအတွေ့အကြုံရင့်နောက်ခံလူတွေလည်းအသင်းမှာရှိထားမှမျှမျှတတရှိမှဖြစ်ကြောင်းကျွန်တော်ရဲ့နီးပြပုံစံအရဆိုရင်ကစားသမားတွေလည်းကျွန်တော်တို့ကစားချင်တဲ့ပုံစံလှုပ်ချင်တဲ့ပုံစံတွေကိုပြောပြကြပြီးကျွန်တော်ရင်ကပြောဘူးသလိုဒီအသင်းကိုနီးပြနိုင်ဖို့အတွက်ဒီကစားသမားတွေနဲ့ညွှန်ကြားချက်တွေကိုရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့အရေးကြီးဆုံးပါဒါကြောင့်ရိုးရှင်းတဲ့နီးစနစ်တွေနဲ့ကစားသမားတွေကိုညွှန်ကြားခဲ့ကြောင်းနဲ့ကစားသမားတွေဘက်ကအခုချိန်ထိတော့ဒါကိုကောင်းမွန်စွာနားလည်သဘောပေါက်နေကြကြောင်းကိုတွေ့ရပါတယ်တချို့မကစားရတဲ့ကစားသမားတွေလည်းရှိနေကြပေမဲ့အားလုံးဟာ line အတွက်စူးစမ်းနေကြပြီးအပြောင်းလဲတွေလိုအပ်လာတဲ့အချိန်ဆိုသူတို့လည်းအခွင့်အရေးတွေကိုရရှိသွားမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကွင်းလေလူဦးကာလေးကိုလည်းအရန်သဘောကျနှစ်သက်မှုရှိပါတယ်တိုက်စမှုဆက်စကိုကိုလည်းအရန်ကိုနှစ်သက်သလိုသူကယ်တင်ခဲ့တဲ့ပွဲတွေကြောင့်လည်းအသင်းကရမှတ်တွေစုဆောင်းရရှိခဲ့တာတွေဖြစ်ပါတယ်စာရွက်ပေါ်ကလူစင်းမပြောင်းလဲဘူးဆိုပေမဲ့ကစားသမားတွေရဲ့နေရာတွေကမတူညီကြပါဘူးရှေ့တန်းမှာဆိုတိုက်စစ်ကစားသမားတွေဟာနေရာတွေပြောင်းလဲကစားကြပါတယ်ရာသီအကုန်မှာတော့လိုချင်တာကတော့ချန်ပီယံလိဝင်ခွင့်ဆိုတာအသေးချာဖြစ်ပြီးလိုချင်တာရရှိဖို့အတွက်ဆိုရင်ထိုက်တန်တဲ့ခြေစွမ်းတွေပြသဖို့လိုအပ်ပါလိမ့်မယ်တပွဲချင်းစီကိုသေချာပြင်ဆင်ကြည့်ရှုပြီးမှအာယုံစူးစိုက်သွားမှာဖြစ်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်ဆိုတော့အဆင့်3ကအက်စတွန်ဗီလာသင်းရဲ့ခြေချော်မှုကိုအသုံးချပြီးအဆင့်3နေရာကိုတက်ရောက်သွားနိုင်ဖို့လိုအပ်တယ်လို့ပဲလေသင်းရဲ့မာကျောတဲ့ကစားပုံတွေကိုဘယ်လိုနည်းပြဝါတွေနဲ့ချိကက်လာမလဲဆိုတာဒီကနေ့မှာပဲမြင်တွေ့သွားရတော့မှာဖြစ်ပါကြောင်းတင်ဆက်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်စစ်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာ Facebook ကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပြီးဖို့မေတ္တာရက်ခံပါရစေခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘော်ဒါအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ